ထိုင်းနဲ့မြန်မာနိုင်ငံသားများလိုက်ပါလာခဲ့တဲ့သင်္ဘောပေါ်မှာမွေးရစေဝါများဖမ်းဆီးရမည်။အားလုံးမင်္ဂလာပါ။အင်ဒိုနီးရှားနိုင်ငံရိုင်အိုအိုင်လန်ပြည်နယ်ကမ်းလွန်ရေပြင်မှာမွေးရစေဝါများတင်ဆောင်လာခဲ့တဲ့သင်္ဘောတစ်စီးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါသင်္ဘောဟာထိုင်းနိုင်ငံအလန်တင်ထားတဲ့သင်္ဘောတစ်စီးဖြစ်ပြီးထိုင်းနိုင်ငံသားတွေအပြင်မြန်မာနိုင်ငံသားတွေပါလိုက်ပါလာခဲ့တာဖြစ်ပါတယ်။ဒီသင်္ဘောပေါ်မှာဆိုရင်တော့ကိုကင်တစ်သမား2တန်းနဲ့မက်တာဖက်တမင်935ကီလိုဂရမ်ကိုအဖြူရောင်အဝါရောင်အိတ်တွေနဲ့ထည့်ပြီးတော့တင်ဆောင်လာခဲ့တာပါ။ဖမ်းဆီးရမိတဲ့မွေးရစေဝါတွေဟာတန်ဖိုးအားဖြင့်ဒေါ်လာ426တန်တန်ဖိုးရှိရလို့သိရပါတယ်။ကမ်းလွန်ရေပြင်မှာထွက်ပြေးရန်စ조사နေခဲ့တဲ့ဒီသင်္ဘောကိုအင်ဒိုနီးရှားရေတပ်ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။တရင်နေရသင်္ဘောပေါ်မှာပါလာခဲ့တဲ့မြန်မာနိုင်ငံသား4ဦးထိရှိပြီးသူတို့ကိုလည်းဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။ဒေါ်လာ426တန်တန်ဖိုးရှိတဲ့မွေးရစေဝါတွေဖမ်းဆီးရမိမှုဟာဆိုရင်အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာအကြီးမားဆုံးမွေးရစေဝါဖမ်းဆီးမှုလည်းဖြစ်လာခဲ့ပါတယ်။2022ခုနှစ်တုန်းကကိုကိန်းပေါင်ချိန်400နီးပါးဖမ်းဆီးရမိမှုထက်လည်းပိုများတဲ့ပမာဏဖြစ်နေပါတယ်။တင်မောကိုတော့အင်ဒိုနီးရှားရေတပ်စခန်းဌာနချုပ်မှာထိန်းသိမ်းထားခဲ့ပါတယ်။ဖမ်းဆီးမှုပြီးမှအင်ဒိုနီးရှားရေတပ်ကသတင်းစာရှင်းလင်းပွဲနဲ့တူမွေးရစေဝါတွေကိုပါချပြခဲ့ပြီးတော့တင်မောပါလာတဲ့သူတွေဘယ်သူဘယ်ဝါလေးဆိုတာတိကျမပြောပေမဲ့နိုင်ငံတွေကိုတော့ထုတ်ပြောသွားခဲ့ပါတယ်။လက်ရှိမှာတော့အင်ဒိုနီးရှားဘက်ကဒီတင်မောရဲ့စီးမြင့်နဲ့ဘယ်နိုင်ငံကိုပို့ဆောင်မှလဲဆိုတဲ့ချက်လက်တွေကိုစုံစမ်းစစ်ဆေးနေရလို့သိရပါတယ်။ဒီဖမ်းဆီးမှုအားဆိုရင်တော့2023ခုနှစ်တန်190ရှိတဲ့မက်တာဖက်တမင်းတွေထိုင်းနိုင်ငံရင်းနှက်ပိုင်းမှာဖမ်းဆီးမှုပြီးတဲ့နောက်အရှိတောင်အာရှရဲ့ကြီးမားဆုံးမွေးရစေဝါဖမ်းဆီးရမိမှုလည်းဖြစ်လာခဲ့ပါတယ်။ထိုင်းမြန်မာလာအိုသုံးနိုင်ငံပေါင်းစုံနဲ့ရွှေတိကန်ဒေသဟာဆိုရင်လေမွေးရစေဝါနဲ့ပတ်သက်လာရင်နာမည်ကြီးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီမွေးရစေဝါတွေကလည်းအဲ့ဒေသကနေလာတာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်တာတွေလည်းရှိနေပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာဆိုရင်လေမွေးရစေဝါနဲ့ပတ်သက်လာရင်ဥပဒေအရတင်းကျပ်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။သူတို့နိုင်ငံအတွက်မှာမွေးရစေဝါပြစ်မှုတွေအတွက်တည်ရန်အထိချမှတ်နိုင်တာမျိုးလည်းရှိခဲ့ပါတယ်။သူတို့နိုင်ငံရင်းနှက်ပိုင်းတွဲမှာဖန်စီရမိခဲ့တဲ့ဒီမွေးရစေဝါတွေအတွက်အင်ဒိုနီးရှားဘက်ကဘလို့စီရင်မလဲဆိုတာလေးစောင့်ကြည့်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေပါဝင်နိုင်ခဲ့တာကြောင့်ဒီမှုကမြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်မှုရှိနေခဲ့တယ်လို့ပြောလို့ရပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။